မင်္ဂလာပါသားတို့သမီးတို့ရေဦးဒီနေ့ဖတ်ပြမယ်ပုံမြင်လေးရတော့စကားနားမထောင်တဲ့ပင်ကူလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တေချာနားထောင်နော်ဟိုးရှိတော့ကအရန်ကိုမှကုညီချင်းစိတ်ရှိပြီးတော့ပေါ်ရွေတဲ့ရှိတဲ့ပင်ကူလေးတစ်ကောင်ရှိတယ်ဒါပေမဲ့အဲ့ဒီပင်ကူလေးကသူကတခုခုလှုပ်လိုက်လို့ရှိရင်အမြဲတမ်းတလွဲဖြစ်နေတဲ့အကျင့်တွေတော့ရှိတယ်အဲ့တော့ तू များကို तू တွားပြီးတော့ကုညီမယ်ဆိုရင်တော့မှာပဲအဲ့ဒီသူ့ကိုကူညီတောင်းတဲ့လူတွေက तू တလွဲတချော်တွေလောက်တက်လုံးတော့သူ့ကိုကြောက်နေရတာပေါ့ကွယ်နောက်ပြီးတော့အဲ့ဒီပင့်ကူတွေမှာကောင်းတဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့လူကြီးတွေပြောတဲ့စကားကိုနားမထောင်သူလှုပ်ချင်တာကို तू ဇွတ်လှုပ်တတ်တဲ့အကျင့်လေးရှိတာပေါ့နော်ဒီလိုနဲ့တရက်ကြတော့ပင့်ကူလေးကအိမ်မလေးကပြင်းလာတော့ तू ကသူ့ရဲ့ဖွားဖွားအိမ်ကို तू ကတွားလဲမယ်ဆိုတော့ तू ဖွားဖွားစီကိုတွားလဲရောအဲ့နဲ့ဖွားဖွားစီလည်းရောက်တော့ဖွားဖွားကိုနှုတ်ဆက်တာပေါ့မင်္ဂလာပါဖွားဖွားရေဒါဖွားဖွားစီမှာအလုပ်တွေကူလုပ်ပေးဖို့လာတာဖွားဖွားကိုဘာကူညီရမလဲဆိုပြီးတော့မေးလိုက်ရောပြီးတော့ဖွားဖွားမီးလေးရဲ့ဖွားဖွားကိုလာရှုပ်တာတော့မဟုတ်ပါဘူးနော်တဲ့နောက်ပြီးပြောတာပေါ့ကွယ်ပြီးတော့ဖွားဖွားကဘာပြောလဲဆိုတော့တကယ်လို့ငါမီးလေးကူညီခြင်းနဲ့ဆိုလို့ရှိရင်တော့ဖွားဖွားလေထဲမှာစပားပင်နေတွားပြီးတော့ရိတ်ဖို့ရှိတယ်ငါမီးလေးကူညီမလားဆိုပြီးတော့ပင်ကူလေးဟာကူမပေါ့ပါပေါ့တော့ကူညီနေလေတော့လူတွေကူညီခြင်းနဲ့စိတ်ရှိရဲဆိုတော့အဲ့ဒါနဲ့ဖွားပင်ကူနဲ့မီးပင်ကူလေးနှစ်ယောက်သားလေခွင်းထဲကိုထွက်လာကြရောအဲ့လိုနဲ့လေခွင်းထဲမှာအလုပ်လုပ်နေရပါတော့စပားပင်နေရိတ်နေတဲ့အချိန်မှာဖွားကနေပြီးတော့ငါမီးလေးတဲ့မောနေမှာပေါ့ရေလေးပါလေးတောက်လိုက်အောင်ဆိုပြီးရေလာတိုက်တယ်ပြီးတော့ဖွားဒီနေ့ညနေစာကိုငါမီးလေးအရန်ကြိုက်တဲ့ပဲဟင်းပူပူလေးချက်ထားရပါတော့ဒါပေမဲ့အခုတော့ဖွားရွာတွေကိုခဏသွားစရာရှိလို့သွားလိုက်အောင်မယ်ပဲဟင်းကအခုမှပဲဟင်းအိုးလေးကတဲထားတာဆိုတော့ပူနေတော့ပဲပေါ့နော်ညနေကြလို့ရှိရင်ဖွားအိမ်မှာဧည့်သည်တွေကိုလည်းဖိတ်ထားသေးတယ်အဲ့တော့ဖွားပြန်လာဒီစောင့်တော့ဆိုပြီးတော့မှားပြီးတော့ထွက်သွားရောပင်ကူလေးကလည်းဟုတ်ကဲ့ပါဖွားလို့ပြောပြီးတော့ရေလေးပါလေးတောက်ပြီးတော့ခဏနားနေလိုက်တာပေါ့ကွယ်ပြီးတော့နားပြီးတော့ပင်ကူလေးပြန်ပြီးသွားပြီးနေရိတ်အဲ့လိုနဲ့သူအလုပ်လုပ်ရင်းနဲ့ဘိုက်ကစားလာတော့ငါဘိုက်စားလာပြီပေါ့ဖွားကပဲဟင်းချက်ထားတယ်ပြောတယ်သွားကြည့်လိုက်အောင်မယ်ဆိုပြီးတော့ဖွားရဲ့အိမ်ထဲကိုသွားဝင်သွားရောအဲ့ချိန်မှာပဲဟင်းအိုးလေးကအခုမှချက်ခါစားဆိုတော့အနံလေးအရန်ကိုမှုေးနေတာပေါ့ကွယ်ပင်ကူလေးကပဲဟင်းနေရတယ်မှုေးနေရပဲငါနည်းနည်းစားလိုက်တယ်ဖွားမသိတော့ဘူးဖွားကငါ့ကိုညနေကျမှစားဖို့မှာခဲ့တာဟုတ်ဒါပေမဲ့သူစားလိုက်ရင်လည်းသူမသိတော့ပါဘူးဆိုပြီးတော့အိုးထဲနေပြီးတော့ပဲဟင်းလေးစွန်းခတ်စားလိုက်တော့ဒါမဲ့ပဲဟင်းကအရန်ကောင်းနေတာအဲ့တော့သူကတစွန်းနဲ့မဝတော့သူစောင်းထားတဲ့အုတ်ထုပ်လေးသူချွတ်ပြီးတော့အပြင်ကိုယူသွားပြီးတော့စားမလို့ဆိုအဲ့အုတ်ထုပ်ထဲကိုသူပဲဟင်းတွေခတ်ထည့်လိုက်အဲ့ဒီအချိန်မှာပဲဖွားရဲ့အိမ်ကိုဖွားဖိတ်ထားတဲ့လေးဖိုးရဲ့ယုံတော်ရဲ့ဦးရှင်လေးရဲ့ရောက်လာကြရောအဲ့အိမ်ရှိကနေပြီးတော့သူတို့ကအော်ခေါ်တာပေါ့နော်ဖွားပင်ကူရေကျွန်တော်ရောက်ပါပြီဆိုအော်ခေါ်လိုက်တော့အိမ်ထဲမှာပင်ကူတွေကအဲ့ဒါကိုကြားသွားပြီးတော့လန့်ဝိုင်းဘာလို့လောမှမသိရတယ်သူကခုနပဲဟင်းနေထည့်ထားတဲ့အုတ်ထုပ်လေးသူ့အုတ်ထုပ်ကိုသူခေါင်းပေါ်မှာပြန်ဆောင်းလိုက်တယ်ပြန်ဆောင်းလိုက်ပြီးတော့သူကဧည့်သည်တွေတွားပြီးနှုတ်ဆက်တာပေါ့နှုတ်ဆက်ပြီးဟာဖိုးမင်္ဂလာပါလေးဖိုးလေးမင်္ဂလာပါတော်ရုံကြီးမင်္ဂလာပါခင်ဗျာဦးရှင်လေးမင်္ဂလာပါခင်ဗျာဆိုပြီးတွားနှုတ်ဆက်ရောအဲ့ချိန်မှာသူ့ရဲ့အုတ်ထုပ်ပေါ်ပဲဟင်းနေတာသူ့ရဲ့ခေါင်းပေါ်ဒီခေါင်းနဲ့ထိနေတာပေါ့နော်အုတ်ထုပ်ဆောင်းလိုက်တော့ပဲဟင်းနဲ့ခေါင်းနဲ့ဒီခေါင်းကအရန်ပူလာသူဒါမဲ့သူပဲဟင်းခိုးစားတာကိုဖွားတီသွားမှာဆိုလို့သူကကြောက်ကလည်းကြောက်အဲ့တော့သူအုတ်ထုပ်ကိုမချွတ်ဘဲနဲ့သူဒီတိုင်းပူတဲ့တိုင်ကိုသူကြိတ်ပြီးတော့ခန်းနေတာအဲ့လိုနဲ့ခံရင်းကနေသူနောက်ဆုံးမခံမရနိုင်အောင်ပူလာတော့သူကခုံပေါက်တာပေါ့နော်သူပူတော့ခုံတော့ဧည့်သည်ဖိုးလိတ်ဖိုးတို့တော်ယုံတို့ကဒီပင့်ကူတဲ့သူ့ကိုကပြနေလို့ထင်းနေတာအဲ့ဒါအော်မကြည့်အောင်ငါတို့မီးပင့်ကူတွေကကပြတယ်ငါတို့ကလိုက်ကမယ်ဆိုသူတို့တစ်ဖွဲ့လုံးအမှပျော်ပါးကြီးကနေကြခုံပေါက်ပြီးတော့အဲ့လိုနဲ့အဲ့ဒီပဲဟင်းနဲ့တဖြည်းဖြည်းနဲ့ဒီပင့်ကူတွေမျက်နှာပေါ်ဒီပါစီးကြလာအဲ့လိုနဲ့ဖြစ်နေတဲ့အချိန်မှာပဲဖွားပင့်ကူကပြန်ရောက်လာတဲ့အချိန်မှာဒီမီးပင့်ကူတွေကသူကအရန်ပူနေသူဘလို့မှကိုသူမရတော့သူဒီအုတ်ထုပ်ကိုချွတ်လိုက်ရတယ်ပေါ့ကွယ်ချွတ်တဲ့အချိန်မှာပဲ
ပဲဟင်းကအရန်ပူနေတာကြောင့်သူ့ရဲ့ဒီသပင်မွေးတွေကိုပါပဲဟင်းအပူရှိန်ကြောင့်လောင်သွားပြီးတော့သပင်တွေမှာကျွတ်ထွက်ကုန်ရောအဲ့မှာပင့်ကူလေးကထိတ်ပြောင်လေးဖြစ်သွားတာပေါ့ကွယ်အဲ့နဲ့ပင့်ကူလေးကတွေးလိုက်တာပေါ့ဖွားဖွားပြောခဲ့တဲ့စကားကိုနားမထောင်လို့ဒီလိုမျိုးဖြစ်ရတာဆိုပြီးတွေးမိပြီးတော့ဖွားဖွားရေတသားတောင်းမှန်ပါတယ်ဖွားဖွားပြောတဲ့စကားကိုနားမထောင်မိဘူးပဲအနေနဲ့ခိုးစားမိပါတယ်နောက်ဆိုရင်လူကြီးရေမှားတဲ့စကားကိုတိတိကျကျနားထောင်ပါမယ်ခင်ဗျာဆိုပြီးတော့သူတောင်းမှန်ပြီးတော့သူနောက်လာရကြောင်းလေးသူကပြောပြလိုက်တာပေါ့နော်ဖွားဖွားပင့်ကူကြီးကလည်းအေးခွင့်လွှတ်ပါတယ်မိရဲ့ဆိုပြီးတော့အဲ့လိုပဲပြန်ပြီးတော့ခွင့်လွှတ်ပေးလိုက်တယ်တဲ့အဲ့ဒီတော့ဦးပြောချင်တာကတသားမိမိတို့လည်းဒီပုံမြင်လေးကိုနားထောင်လိုက်တဲ့အချိန်မှာပင့်ကူလေးကဖွားဖွားရဲ့စကားကိုနားမထောင်ပြီးလို့ဒုက္ခရောက်သွားတာတိသွားပြီဆိုတော့ဦးပြောချင်တာကတသားမိမိတို့လည်းလူကြီးမိဘကဒါကိုမလုပ်ရဘူးလို့ပြောတဲ့အရာတွေကိုမလုပ်ရဘူးစောင့်နေပါလို့ပြောရင်စောင့်နေရမယ်เนาะကိုယ့်ရဲ့ဖိုးဖိုးဖွားဖွားဖေဖေမေမေတွေလူကြီးမိဘတွေပြောတဲ့စကားကိုအမြဲတမ်းနားထောင်ရမယ်เนาะကြားရနော်လိမ်မလိုက်တာတတမမီလေးတွေကကဲဒီနေ့ဦးပြပြချင်းတဲ့ပုံမြင်လေးရတော့ဒါပါပဲနောက်ထပ်ပုံမြင်လေးမှာပြန်ဆုံတွေ့ကြမယ်เนาะတတ